မေတ္တာစစ်ကလူတိုင်းနဲ့မထိုက်တန်ဘူး တန်ရောစင်တွေမ ဘု ပြတ် ရားမှာပြည့်တည်လို့မရတော့ ငါတနေ့မှကိုပြည့်လို့မရပါဘူး ကိုပေးတဲ့မေတ္တာတွေက ငါတို့ပတ်သက်မှုရာတွေပြန်တွေ့ကြည့်ပါအိမ်မက်တော့မဟုတ်ဘူး တကယ်တော့ဘုရားကတီးကြဟောခဲ့တာရှိတယ်မေတ္တာပေးမေတ္တာကျင့်ရအောင်တဲ့ကိုပေးတဲ့မေတ္တာကမှန်ရင်တော့ရတာခံရမယ်အဲ့တော့စဉ်းစားမိတာကကိုပေးတဲ့မေတ္တာကမှန်ပါရဲ့ဘာကြောင့်ကိုစီပြန်လာခဲ့ရလဲတကယ်တော့ကိုပေးလိုက်တဲ့မေတ္တာလင်းအောင်နေတာကြီးမဟုတ်ငါပေးခဲ့တာချစ်များစွာဒါနဲ့တော့လေမလုံးတော့တဲ့အခါနေရွေးခဲ့တဲ့ချစ်တော့ပြန်ချစ်တာခံရတာငါချစ်ခဲ့သလိုချစ်ပါမလားငါတွေ့မိတိုင်းမျက်ရည်ဝိုင်းလာခံရတဲ့လူကကိုကြီးခွဲခြားတယ်လို့တော့ချလို့ရတယ်ဘယ်လိုအပ်တဲ့သူကိုတားပြီးနေလဲကိုပေးတဲ့တော့ပြန်မရရင်တော့မဆုံးကိုမေတ္တာနဲ့ဆက်မှာဒီနေ့တော့မေတ္တာကိုဘဝမှာမေတ္တာတော့ပေးခြင်းမေတ္တာကြောင့်ကိုပေးခြင်းကိုလိုလိုပြန်တွေ့မှာကိုမေတ္တာနဲ့ပေးပြီးတော့ကိုမေတ္တာနဲ့ဆုတောင်းပေးပါတယ်ရောစင်တွေမပြတ်သေးဘူးငါတနေ့မှကိုမေ့လို့မရပါဘူးငါတို့ပတ်သက်ဖို့ဓာတ်တွေပြန်တွေ့ကြည့်ပါအိမ်မက်တော့မဟုတ်ဘူးရင်ပါတရားမပြောက်သေးဘူးဘယ်တော့မှမမုန်းခဲ့ပါဘူးငါနှလုံးသားလေးကွယ်ကချေပြန်ဆလို့တော့ရမှမထင်တော့ဘူးနေထားခဲ့တာလွန်တရားငါပေးခဲ့တာချစ်များစွာနာနဲ့တော့လေမလုံလောက်တဲ့အခါနေရွေးခဲ့တဲ့ချောင်းသူဟာငါချစ်ခဲ့သလိုချစ်ပါမလားငါတွေ့မိတိုင်းမျက်ရည်ဝိုင်းလာမဆိုင်တော့တာတွေသိပေမဲ့ကွာမပြတ်သားသေးဘူးစိတ်ပူနေတော့ငါဟိုရင်တော့ငါကယူဆိုင်ခဲ့တာတွေမဲခုတော့အားလုံးမေ့ပြီလေနေရဟောင်းကိုဆုံးခွာသူရဲ့ရင်ခွင်တဲ့မှာပြောပါစေစင်ပြေလာမေးပါရစေငါဆုတောင်းပေးပါတယ်လေဟိုရင်တော့ငါကယူဆိုင်ခဲ့တာတွေမဲခုတော့အားလုံးမေးပြီလေနေရဟောင်းကိုဆုံးသွားသူရဲ့ရင်ခွင်တဲ့မှာပြောပါစေစင်ပြေလာမေးပါရစေငါဆုတောင်းပေး